အားလုံးပဲမင်္ဂလာညချမ်းလေးပါမြမတရေဇလံများအစီအစဉ်ကနေပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီနေ့ညတော့ကြက်ကုန်းမြေကကျိန်စာဆိုဆိုတဲ့ဖြစ်ရမှန်ပရလောကဇလံလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးမှာပရလောကဖြစ်ရမှန်ဇလံတွေနာမည်ကြီးစာရေးဆရာတွေရဲ့ပရလောကဝတ္ထုတွေကိုညစဉ်ညတိုင်းတင်ဆက်ပေးနေတာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့ပရိသတ်တွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာကြက်ကုန်းမြေဆိုတာကြက်တီတစီတီတရေဥစ္စာဆောင်နဲ့နာနာဘာဝတွေနေတဲ့မြေပါကြက်ကုန်းမြေတွေကိုရောက်တာနဲ့ဘယ်သူမှမခံလေးစားလုပ်လို့မရဘူးမခံလေးစားအမှားယွင်းတစ်ခုခုလုံးမိတာနဲ့နာနာဘာဝတွေရဲ့ဒဏ်ခတ်တာကိုခံရမှာမလွဲမသွေပဲအပြစ်အကြီးသေးလိုက်ဖျားမယ်နားမယ်ဒဏ်ရာရမယ်အဲ့ဒီလိုဖြစ်တာနဲ့အမြန်သွားပြီးတောင်းပန်ရတယ်တောင်းပန်တာနှေးလို့ကတော့အသက်ကိုပါနှုတ်ယူသွားလိမ့်မယ်အဲ့ဒါကြောင့်လဲကြက်ကုန်းမြေမှာလဲလုတဲ့လဲသမားတိုင်းကြက်တီကိုလဲဝင်တစ်ခါလဲထွက်တစ်ခါတင်ရမြောက်ရတယ်လဲပိုင်ရှင်တရင်ငါကအစကျွဲနွားအစုံဘေးအန္တရာယ်မဖြစ်အောင်စောင့်ရှောက်ပေးဖို့ဆိုပြီးတင်ရမြောက်ရတာပေါ့အမှားယွင်းရှိရင်လဲတီးခံခွင့်လွှတ်ပေးဖို့တောင်းပန်တိုးရှိုးကြတယ်ဒီလိုတင်မြောက်ပတာတိုင်းကြက်ကုန်းမြေမှာရှိသမျှနာနာဘာဝအားလုံးကိုကြီးမောင်းလေးတနောင်နောင်တီးပြီးဖိတ်ရပင့်ရတယ်အဲ့ဒါကြောင့်ကြက်ကုန်းမြေနာမည်ပြောက်ပြီးကြီးနောင်ကုန်းဆိုပြီးဖြစ်လာတယ်ဒီလိုထိတ်လန့်စရာကြောက်စရာကောင်းလွန်းလို့လဲကြီးနောင်ကုန်းမှာဘယ်သူမှအမှားယွင်းမလုပ်ရဲဘူးစော်ကားမော်ကားလည်းမပြုတ်ရဲဘူးလှထွန်းကလည်းဒီအကြောင်းကိုသိတယ်ဒါပေမဲ့သူကတိတ်တော့အယုံကြည်မရှိလာဘူးအဲ့ဒါကြောင့်လဲလှထွန်းကမလုတ်သင့်မလုတ်ထိုက်တာကိုလှုပ်ချလိုက်တယ်ကြီးနောင်ကုန်းတွေကမအူပင်ကြီးတပင်ဝယ်ပြီးလှဲဖို့လုပ်တယ်ပြင်ခွဲဖို့ကြံတယ်မအူပင်ကိုလှဲပြီးပြင်ခွဲမဲ့လှထွန်းရဲ့အကြံကိုလူတော်တော်များများကဝိုင်းတာကြသေးတယ်ဒါပေမဲ့လှထွန်းကတော့ဘသူစကားမှနားမထောင်ဘူးမအူပင်ကြီးကိုခုတ်လဲဖြစ်တယ်နေ့တစ်ဝက်လောက်ခုတ်တော့မှပဲမအူပင်ကြီးကလဲကျသွားတယ်လဲကျသွားတဲ့အချိန်မှာတစ်ဘလူးစာတစားလွင့်လာပြီးတော့လှထွန်းရဲ့ပေါင်ကိုလာဆိုင်တယ်တစ်ဘလူးဆိုတာတစ်ခုတ်သမားတိုင်းကြောက်ရတဲ့အရာလေးတစ်ပင်ကြီးပြိုလဲတဲ့အခါအရှိန်ပြင်းပြင်းလွင့်စင်ပဲ့ထွက်သွားတဲ့တစ်အပိုင်းစာတစ်ခုကိုခေါ်တာပါအဲ့ဒီတစ်ဘလူးအစကလှထွန်းရဲ့ပေါင်ကိုထုတ်ချင်းပေါက်သွားတယ်ငါယောက်ျားကိုတတ်တဲ့ကောင်ငါတို့နေရဲ့နေရာကိုဖျက်ဆီးပစ်တဲ့ကောင်တေးပါစေအသေးစိုးနဲ့တေးပါစေအိမ်မက်ထဲမှာအသေးအတန်ငိုကြွေးနေတဲ့မိမတစ်ယောက်ကလှထွန်းကိုလက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ချိန်စာတိုက်နေတယ်ချိန်စာတိုက်နေတဲ့မိမကြီးသူ့ကိုကြည့်နေတဲ့ပုံကကဘာအဆက်ဆက်ကမုန်းတီးခဲ့တဲ့အတိုင်းပဲရင်ထဲအသေးတွေကကိုနာနာကြီးကြီးဆဲဆူရေးရွတ်ချိန်စာတိုက်နေတာဘလူကနေဘလူရောက်သွားလဲတော့မသိဘူးကြောက်စရာအိမ်မက်ဆိုးတွေကိုတကွက်ပြီးတကွက်မြင်မှတ်နေတယ်မိမကြီးရဲ့မျက်နှာကတရေတကောင်ရဲ့မျက်နှာလိုဖြစ်သွားတယ်ရုံးပြက်စင်ပြက်မျက်နှာကြီးလေသွေးတွေကလည်းအလိမ့်လိမ့်နဲ့လှထွန်းလဲကြောက်လန့်တကြားအော်ဟစ်လိုက်တယ်အတန်နဲ့ကြီးနဲ့သူ့ရဲ့အော်တန်ကဆေးရုံတစ်ခုလုံးဖုံးလွှမ်းသွားတယ်တာဝန်ကျဆရာမအချို့နဲ့လူနာဆောင်အချို့သူ့ရဲ့ကရင်စီကိုပြေးလာကြတယ်မျက်လုံးပြူးကြီးနဲ့ချွေးတွေရွှဲနေတဲ့လှထွန်းကိုတွေးလိုက်ကြတယ်လှထွန်းရဲ့အကြည့်တွေကကြောင်တောင်တောင်ဖြစ်နေတယ်တာမန်လူတစ်ယောက်ရဲ့ပုံမှန်အကြည့်မျိုးမဟုတ်ဘူးတစုံတစ်ယောက်ကိုအလွန်မင်းကြောက်ရွံ့နေတဲ့ပုံပဲခဏနေတော့မှလှထွန်းတစ်ယောက်စိတ်တည်ပြန်ငြိမ်သွားတယ်ဒီတော့မှပဲအိမ်မက်ဆိုးကြောင်လန့်អော်တယ်ဆိုတာသိကြရတာပေါ့လှထွန်းလဲတညလုံးအိတ်လို့မရတော့ဘူးအိမ်မက်ထဲကမိန်းမကြီးရဲ့ဒေါသအမုန်းနေနဲ့ကျိန်စာတိုက်တန်နေသွေးတွေအလိမ့်လိမ့်ပေးကျန်နေတဲ့ကြောက်စရာမျက်နှာကြီးကိုပဲဖျောက်ဖျက်မရအောင်မျက်လုံးထဲမှာဆွဲထင်နေတယ်ဒါပေမဲ့ဒီအိမ်မက်ဆိုးအကြောင်းကိုတော့သူဘသူ့ကိုမှမပြောပြခဲ့ပါဘူးနောက်တစ်နေ့ညနေနေဝင်ကြီးတရောအချိန်မှာသူ့မိန်းမမဆန်းကဥရားဖားရနဲ့ဆေးရုံကိုရောက်လာတယ်ညနေကအိမ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုမဆန်းကပြောပြတယ်ညနေစောစောကမဆန်းနဲ့အိမ်ကြီးချင်းမိန်းမတွေလှထွန်းတစ်ဘလူးမှန်တဲ့ကိစ္စထိုင်ပြောနေကြတော့မိန်းမတယောက်ကဘိုင်းကနေလဲသွားတယ်ချီမချိုးသူကချိုးနှာနဲ့သူကနဲ့ရက်ခတ်သူကရက်ခတ်လောက်တော့မှပြန်ပြီးတော့တတိယလာတယ်ဒါပေမဲ့အဲ့ဒီမိန်းမရဲ့အကြည့်တွေကတမျိုးကြီးဖြစ်သွားတယ်အတန်ကလည်းတီးတီးဆူးဆူးနဲ့ပင်ကိုအတန်မဟုတ်တော့ဘူးငါတို့နေတဲ့တစ်ပင်ကိုမခုတ်လဲဖို့ငါယောက်ျားကအမျိုးမျိုးတောင်းပန်တယ်တောင်းပန်တဲ့ကြားကအတင်းခုတ်လို့ငါယောက်ျားကိုပါခုတ်မိသွားတယ်ငါယောက်ျားအသေးစိုးနဲ့တည်တယ်လို့နင်လဲအသေးစိုးနဲ့တည်ရမယ်ဟဲလို့ကျုံးသွားတယ်တဲ့တော့မအူပင်ကိုခုတ်လိုက်တာမအူပင်မှာနေတဲ့ကြက်တွေကိုထိခိုက်သွားတယ်နဲ့တူတယ်အဲ့ဒါကြောင့်တော့ကိုလည်းဘေးဖြစ်အောင်လုပ်တာနဲ့တူတယ်လှထွန်းလဲငိုင်ကျသွားတယ်ညာကသူမက်ခဲ့တဲ့အိမ်မက်ဆိုးရဲ့အိမ်နီးချင်းမိန်းမကိုကြက်ဝင်ပူးတယ်ဆိုတဲ့ကိစ္စရဲ့ကအမှန်တကယ်လားတိုက်ဆိုင်မှုပဲလား
သူ့အမျိုးမျိုးစဉ်းစားပေမဲ့ဝေခွဲလို့မရဖြစ်နေတယ်နောက်ဆုံးတော့ကြက်ကုန်းမြေဆိုတာကိုမယုံကြည်တာကြီးနောင်ကုန်းဆိုတာကိုအလေးမထားတဲ့စိတ်တွေကပဲသူ့ကိုအနိုင်ယူသွားတယ်အိမ်မက်ထဲကမိန်းမကြီးရဲ့ကျိန်စာတွေကကြီးနောင်ကုန်းကကျိန်စာဖြစ်ခဲ့ရင်တော့အသက်နဲ့အဝေးကြီးလို့သူကတွေးလိုက်တယ်အဲ့ဒါကြောင့်တောကျွေးရအောင်ဆိုတဲ့မတ်ဆန်းရဲ့စကားကိုခါခါတီးတီးပဲညှင်းလိုက်တယ်တောကျွေးမဲ့ကြက်ဖို့ကြက်မကိုငါ့ကိုချက်ကျွေးစမ်းပါတောရက်လဲငါ့ကိုပဲတိုက်သူတို့ဘလို့လို့ဒီဒဏ်ရာလောက်နဲ့တော့ငါမသိနိုင်ဘူးလို့ပြောလိုက်တယ်ဟုတ်တော့လေဟုတ်တယ်လှထွန်းဆိုတဲ့ကောင်ကတိတ်ကိုအသက်ပြင်းတာတခါတော့ကမြမကျိန်နေနိုင်ငံသားကို export လုပ်ကြတော့ကပေါ့ပကိုးရိုးမနဲ့နီးတဲ့ကညွတ်ကွင်းကိုကျိန်အဝယ်တိုင်းတွေရောက်လာကြတယ်ဈေးကောင်းနေပြီးကျိန်တွေဝယ်ကြတယ်လှထွန်းလဲကျိန်ခုတ်ဖို့အပေါင်းပါတွေနဲ့တောင်ပေါ်ကိုတက်ခဲ့တယ်ကျိန်ဆိုတာကတောင်ခပန်းနေမှာအပေါက်ရောက်များတယ်လေတောင်မြင့်လေချောင်းနဲ့လေကျိန်ကောင်းရလေပဲလှထွန်းကတော့တုံးတိုက်ကြားကြိုက်လူစားမျိုးပဲတောင်ဘလောက်မြင့်ကြောက်ဘလောက်နဲ့တက်တယ်ဆင်းတယ်ကူးတယ်ယောက်ျားဆိုတာလှုပ်ရှားရှိတာကိုရဲဝံ့လုပ်ရမယ်အန်ရကိုတွေးပြီးကြောက်နေဖို့မလိုဘူးလို့သူ့စိတ်ထဲမှာခံယူထားတယ်အဲ့ဒါကြောင့်လဲသူတောင်ပေါ်ကနေပြုတ်ကျခဲ့တာဖြစ်မယ်တရက်မှာတောင်ထိပ်ကနေကြောက်ထဲကိုဆင်းသွားတဲ့ကျိန်နွယ်ကိုဖြတ်ရမှာနှမျောတာနဲ့အစအဆုံးရအောင်ဆိုပြီးကြောက်ထဲအထိဆင်းသွားလိုက်တယ်အဲ့ဒီမှာပဲချီချော်ပြီးတော့ပြုတ်ကျတာပဲရုပ်ရှင်အနီးကွက်ပြနေတယ်လို့ပဲလှထွန်းတောင်ပေါ်ကပြုတ်ကျလာတာကိုမြင်နေကြရတယ်စောက်ထုံးမိုးမျောဒလိမ့်ကောက်ကွေပြုတ်ကျနေတာသွားပြီဟိလှထွန်းတော့အယိုးသားရှာမရတော့ဘူးလို့ထင်မိကြတယ်အဲ့ဒါနဲ့နောက်ကနေပြေးပြီးတော့လိုက်သွားကြတယ်ဟိုရောက်တော့လှထွန်းကဖုတ်ဖက်ကားပြီးထလာတယ်တော်သေးတယ်ငါဘာမှမဖြစ်ဘူးလို့လည်းပြောသေးတယ်တောင်ပေါ်ကကြချင်းသေးသူသေးတာနဲ့မကောင်းဆိုးဝါဖုတ်ကတန်းဝင်အဲ့ဒီလိုဖုတ်ဝင်ပြီးထလာတာလို့တော့သူနဲ့အတူသွားတဲ့သူတွေကထင်နေကြတာပြီးတော့ကျိန်ဆူးချစ်တာလားတင်းငုတ်ထိုးမိတာလားမသိဘူးကြောပြင်မှာလဲတထွာလောက်ကွဲပြင်းနေတဲ့ဒဏ်ရာကြီးနှစ်ခုကသွေးတွေကိုရွှဲနေတာပဲအစီတွေအသားတွေအောက်မှာအယိုးတွေတောင်မြင်နေရတယ်အဲ့ဒါကိုသူကငါဘာမှမဖြစ်ဘူးတဲ့လေသူ့နေရာမှာတခြားလူသားဆိုရင်တောင်ပေါ်ကပြုတ်ကျလို့မသိရင်တော့စောင်ပကတ်နဲ့ထမ်းပြီးမြို့ကိုပြန်သေးရမှာလှထွန်းကတော့ဒဏ်ရာကိုလည်းအမှုမထားဘူးသူ့ရဲ့ကျိန်စည်းကိုသူထမ်းပြီးကညွတ်ကွင်းကိုရောက်လမ်းလျှောက်ပြန်တယ်သူကအဲ့ဒီလိုပေတဲ့တီးတဲ့ခန္ဓာရင်ရှိတဲ့လူအသက်ပြင်းတဲ့လူပေါ့နောက်တစ်ခါကျတော့လေတကယ်ကိုသေပေါက်ပဲပကိုးရိုးမပေါ်မှာတစ်ခုတ်ရင်တစ်ပင်ကလဲပြီးတော့သူ့အပေါ်ကိုပြီးတာအရှောင်ကောင်းလို့ခေါင်းကိုပဲအဖျားခတ်မိသွားတယ်အဲ့ဒီမှာခေါင်းငုံကအပ်သွားတယ်အုံနောက်ထဲကိုသွေးရောက်သွားတယ်ရန်ကုန်ဆေးရုံကြီးမှာအကြီးစားခွဲစိတ်မှုလုပ်ရတယ်ကညွတ်ကွင်းဆေးရုံကမနိုင်လို့ဖြူးဆေးရုံကိုလွှဲတယ်ဖြူးကတောင်ငူကိုလွှဲတယ်တောင်ငူကထပ်ပြီးတော့ရန်ကုန်ဆေးရုံကြီးကိုလွှဲပြန်တယ်သတိမိနေတာကလည်း2ရက်3ရက်လူတိုင်းကတော့လှထွန်းသေးမှာပဲလို့ထင်ကြတယ်လှထွန်းရဲ့အခြေအနေကလည်းစိုးတဲ့ဆိုးလာတယ်နေ့သေးမလားညသေးမလားတွေးပြီးစောင့်နေကြရတာပေါ့ဒီလိုနဲ့ပဲရက်20ကျော်လောက်ကြာတော့လှထွန်းတယောက်ကညွတ်ကွင်းကိုပြန်ရောက်လာတယ်ခေါင်းကဒဏ်ရာကလည်းလုံးဝကိုပျောက်သွားပြီတဲ့သူ့ရဲ့အလောင်းကိုဘယ်နည်းပြန်သေးလာမလဲလို့နေ့စဉ်နေ့တိုင်းတွေးနေတဲ့ရက်ွက်ထဲကလူတွေအားလုံးအံ့အားသင့်ကုန်ကြတာပေါ့သူ့ကိုလည်းဖိုးသက်ပြင်းပွဲပေးလိုက်ကြတယ်ဒီလိုကျင်းတီပေါက်သေးမဲ့ဘေးဆိုးတွေကနေလွတ်လာခဲ့တဲ့လှထွန်းတယောက်အခုလဲပေါင်မှာထုတ်ချင်းပေါက်ကြီးတစ်ဘလူးမှန်မြန်ပြီကြီးနောင်ကုန်းကမကောင်းဆိုးဝါးကောင်ဘလူပြောလှထွန်းကဂယုမဆိုင်ဘူးသူ့ကိုဘလောက်တေးအောင်တက်ချင်လှထွန်းကတေးမှမဟုတ်ဘူးအားလုံးကဒီလိုပဲယုံကြည်ခဲ့ကြတယ်သူတို့ယုံကြည်တဲ့အတိုင်းပဲလှထွန်းပေါင်တန်ရာကလည်းတဖြည်းဖြည်းနဲ့တက်တာလာတာပေါ့နှစ်ပတ်လောက်ကြာတော့လှထွန်းတယောက်ခြေထောက်ထောက်လာနိုင်တယ်အဲ့ဒါကြောင့်ဆေးရုံကနေဆင်းခဲ့လိုက်တယ်အနာကတော့ရှင်းမပြောက်သေးဘူးဒီလိုအနာပြောက်ဖို့ခဲရင်နေတာယောဂတာရှိနေတာကြီးနောင်ကုန်းကကြက်တီကိုမတောင်းမှန်လို့ပဲဖြစ်မယ်လှထွန်းရဲ့မိမမဆန်းကအဲ့ဒီလိုတွေးတာအဲ့ဒါကြောင့်ကြီးနောင်ကုန်းမှာအကျွေးအမွေးနဲ့တောင်းမှန်ဖို့လှထွန်းကိုပြောတယ်ဒီတခါတော့လှထွန်းကခွင့်ပြုလိုက်တယ်ငါကတော့မတောင်းမှန်ဘူးနင်တောင်းမှန်ရင်တောင်းမှန်လို့မဆန်းကိုပြောလိုက်တယ်ဘာပဲဖြစ်ဖြစ်ဒီလောက်ခွင့်ပြုရင်မစိုးဘူးလေမဆန်းကကြက်ဖို့ကြက်မကိုအမြန်ရှာတယ်ချက်အရက်တလုံးဝယ်တယ်ထမင်းဟင်းချက်လိုက်တယ်ပြီးတာနဲ့တောင်းထဲမှာထက်ငှက်ပြောရွက်ဖုံးပြီးတော့ဦးမောင်တင်းရဲ့လက်ထဲကိုအပ်လိုက်တယ်ဦးမောင်တင်းဆိုတာကကြီးနောင်ကုန်းနဲ့ပတ်သက်ပြီးတိကျွမ်းနားလေတဲ့သူကြက်တီနာနာဘာဝတွေကိုပူဇော်ပသတဲ့အခါတောင်းမှန်တိုးရှူတဲ့အခါတွေမှာဦးမောင်တင်းကိုအားထားရတယ်သူ့အတွက်တောက်ဖို့စားဖို့နည်းနည်းပါးပါးပေးရင်ရတယ်ဦးမောင်တင်းကြက်ကျွေးဖို့ထမင်းဟင်းတွေထည့်ထားတဲ့တောင်းကိုထမ်းပြီးတော့ကြီးနောင်ကုန်းဘက်ကိုထွက်သွားတယ်ဒီတော့မှပဲမဆန်းလဲတက်ပြင်းကိုဟင်းကနေချပြီးတော့စိတ်ဖြောင်းလက်ဖြောင်းရှိသွားတော့တယ်
တောကျွေးမဲ့တောင်းကိုထမ်းပြီးဦးမောင်တင်တယောက်ထွက်သွားတယ်ခါမှလည်းဓမ္မတစ်ချောင်းထိုးထားတယ်ဓမ္မကတောကျွေးမဲ့နေရာကမြတ်ပင်ပေါင်းပင်တွေကိုရှင်းဖို့လေဦးမောင်တင်ကရွာလယ်လမ်းမကြီးကနေအနောက်ဖက်လမ်းသွယ်လေးတစ်ခုထဲချိုးကွေဝင်တယ်အဲ့ဒီကနေမှကသင်းရိုးတွေအတိုင်းကြီးနောင်ကုန်းဘက်ကိုထွက်သွားတယ်ဦးမောင်တင်တောင်းတလုံးထမ်းဓမ္မတစ်ချောင်းခါထိုးသွားတာမြင်ရင်တောကျွေးတော့မယ်ဆိုတာအားလုံးသိကြတယ်တောကျွေးရင်အ ਨੇ ဆုံးစံတပီချက်ကြက်ဖို့ကြက်မ90သား2ကောင်နဲ့အရက်တီပါရတယ်တောကျွေးတာကနည်းနည်းပိုတာကိုလာတဲ့လူတိုင်းစားလို့ရတယ်အဲ့ဒါကြောင့်ဦးမောင်တင်သွားတဲ့နောက်ကလူ4-5ယောက်လောက်တန်းစီပြီးလိုက်သွားကြတယ်ထုံးစံကတော့ဦးမောင်တင်ကပဲဖြစ်ဖြစ်တခြားတစ်ယောက်ကပဲဖြစ်ဖြစ်လိုက်လာခဲ့ကြဟေလို့ခေါ်ခွင့်မရှိဘူးတီးတဲ့သူစားကျင်တဲ့သူကတိတ်တိတ်ကလေးနောက်ကနေလိုက်ရတယ်ဦးမောင်တင်ကလှထုံးမအူပင်ခုတ်တဲ့လေကွက်ထဲမှာတောကျွေးဖို့ပြင်ဆင်တယ်ပါလာတဲ့ဓမ္မနဲ့နေရာထိုင်ခင်းရှင်းလိုက်တယ်ကျင်းငယ်6ကျင်းစကောဝိုင်းပုံတူးလိုက်တယ်အလေတဲ့တဲ့ကိုတော့တကျင်းထပ်တူတယ်ကျင်း9ကျင်းအပေါ်မှာငှက်ပြောဘက်တွေခင်းတယ်ငှက်ပြောဘက်တွေအပေါ်မှာထမင်းဟင်းတွေပုံရတယ်လေဟင်းပုံရင်အလေကျင်းကအထွတ်အမြတ်အသေးအမြင့်ဟင်းမဲ့ထည့်ရတာပေါ့ကြက်မွေးတွေခြေသေးတွေနဲ့ကလီစာတွေထည့်ပေးထားတဲ့အစိမ်းတို့ကိုကျင်းနေရဲ့ဘေးမှာချပေးထားရတယ်ပြီးတာနဲ့ရက်ပလင်းဖွင့်ပြီးတော့ထောင်ပေးထားကြီးမောင်းလေးကိုတနောင်နောင်မြေအောင်တီးပြီးကြီးနောင်ကုန်းမှာနေထိုင်တဲ့နာနာဘာဝအားလုံးကိုလာပြီးစားတော့ဖို့ဖိတ်ခေါ်ရတော့တာပေါ့အဲ့ဒီအချိန်မှာပဲဦးမောင်တင်မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်သွားတယ်အဲ့ဒါကတော့တောကျွေးတဲ့နေရာကိုလှထွန်းရောက်လာတာပါပဲဒီလိုမဖြစ်ကောင်းဘူးလေကာယကံရှင်ကိုယ်တိုင်ကတောကျွေးတဲ့နေရာကိုမလိုက်ရဘူးဒါကရက်တလိရွာတလိဒီတလိထုံးစံကိုဖျက်ရင်ဘေးအန္တရာယ်တစ်ခုခုဖြစ်တတ်တယ်လို့လည်းအစွဲရှိကြတယ်လှထွန်းတယောက်ဘာလို့လိုက်လာတာလဲဆိုတာဦးမောင်တင်တယောက်ကတော့သိတာပေါ့နာနာဘာဝတွေကြက်တွေကိုလှထွန်းကမယုံကြည်လို့ပဲလေကာယကံရှင်မလိုက်ရတဲ့နေရာကိုလှထွန်းလိုက်လာလို့စီးကတော့ပေါက်သွားပြီဘာမှမတက်နိုင်တော့ဘူးဒီကြားထဲအလေကျင်းမှာပုံထားတဲ့ကြက်အသေးအမြင့်ဟင်းတွေကသူ့အလူလူမြေကြီးပေါ်ရောက်အောင်လိမ့်ကျသွားတယ်ဘသူနဲ့မှမထိပဲအရက်ပလင်းကလည်းလဲကျသွားတယ်မကောင်းတဲ့အတိတ်နမိတ်တွေဆိုတာဦးမောင်တင်ရောကြံတဲ့သူတွေရောသိလိုက်ကြတယ်ဒါကကျွေးမွေးတာကိုမစားဘူးတောင်းပန်တာကိုမကြည်ဘူးဆိုတဲ့သဘောပဲလေဦးမောင်တင်ကလှထွန်းအတွက်အရန်ကိုစိတ်ပူသွားတာပေါ့ဒါပေမဲ့လှထွန်းကတော့ဘာအစွဲမှမရှိဘူးကြောက်လည်းမကြောက်ဘူးထမင်းနေဟင်းတွေကပူနေလို့မင်းတို့ကြက်တွေစားနိုင်မှာမဟုတ်ဘူးငါပဲစားလိုက်တော့မယ်လို့ပြောလိုက်တယ်ပြီးတော့တောကျွေးထားတဲ့ထမင်းနေဟင်းတွေကိုယူပြီးတော့စားလိုက်ပြန်တယ်အမိုင်အမဲလေးမို့ခွင့်လွတ်ပါဘေးအန္တရာယ်မကြရအောင်စောင့်ရှောက်ကာကွယ်ပေးပါဆိုပြီးတဖွာဖွာရေရွရင်တတွတ်ဆူတောင်းရင်းနဲ့လေးလံတဲ့စိတ်တွေနဲ့ဦးမောင်တင်တယောက်တော့ရွာထဲကိုပြန်ဝင်ခဲ့ပါတော့တယ်အဲ့ဒီညမှာလှထွန်းတယောက်အိမ်မဆိုးတွေထပ်မှပြန်တယ်ထုံးစံအတိုင်းပဲသပင်ဖားရချထားတဲ့ရုပ်ပြက်ဆင်းပြက်မျက်နှာကြီးနဲ့မိန်းမကြီးကမီးဝင်းဝင်းတောက်နေတဲ့မျက်လုံးတွေနဲ့သူ့ကိုလက်ညှိုးငေါငေါထိုးပြီးတော့ဆဲဆူနေတယ်တေချင်းစိုးနဲ့တေပါစေတဲ့ပြင်းထန်တဲ့အမုန်းချိန်စာတွေကိုလည်းတတွတ်တွတ်ရွတ်ပြီးတော့ချိန်ဆနေတယ်လှထွန်းလဲကြောက်လန့်တကြားနဲ့အိယာကနေနိုးသွားတယ်ခြောက်ချားထိတ်လန့်နေတဲ့မူမမှန်အကြည့်တွေနဲ့အိတ်ခမ်းထဲကိုကြည့်လိုက်တယ်သူ့နဘေးမှာအိမ်မောကျနေတဲ့မတ်ဆန်းကလွဲပြီးဘာမှမရှိဘူးညကကြောက်စရာကောင်းအောင်ကိုတိတ်ဆိတ်လွန်းနေတယ်လို့သူခံစားနေရတယ်အိမ်မက်ထဲကမုန်းချိန်စာတွေနဲ့မိန်းမကြီးကိုပြန်မြင်အောင်ပြီးတော့သူ့ရဲ့တကူလုံးအေးဆက်သွားတယ်ဂရင်ဘော်ကဆင်းပြီးအိမ်ရှိကမ်းမှာထားတဲ့တောက်ရည်ဦးစီကိုသွားလိုက်တယ်ခြေတစ်ခွက်ခတ်ပြီးတော့အငမ်းမရတောက်ချလိုက်တယ်သူ့စိတ်တွေထဲမှာခြံထဲကိုခဏဆင်းပြီးလေညင်းခံကျင်တယ်လို့ဖြစ်လာတာပေါ့သူ့ခြေထောက်တွေကလှေကားထိပ်ကိုအလိုလိုပဲရောက်သွားတယ်အဲ့ဒီအချိန်မှာတစ်ဘလူးမှန်ထားတဲ့ခြေထောက်တစ်ဖက်ကမြက်ကနေဖြစ်သွားတယ်ဟန်ချက်ပြက်ပြီးတော့သူ့ရဲ့ခန္ဓာကိုရိမ့်ဟန်သွားတယ်တစုံတစ်ယောက်ကတွန်းချလိုက်တယ်လို့ခံစားလိုက်ရပြီးလှေကရစ်တွေအတိုင်းဒလိမ့်ကောက်ကိုကျသွားတာပေါ့လိမ့်ကျနေတဲ့တည်ကအချိန်လေးတွေမှာအိမ်မက်ထဲကမိန်းမကြီးရဲ့တတွတ်တွတ်ရွတ်နေတဲ့ကျိန်စာတိုက်တန်တွေကိုစူးညံနေအောင်ကြားနေရတယ်အဲ့ဒီနောက်မှာတော့လှေကားအစုံအုတ်ခုံပေါ်ကသွေးရိုင်ထဲမှာလှထွန်းတယောက်ငြိမ်သက်သွားတယ်တီနေစီခြင်းတီခြင်းဆိုတာတွေကကံအကြောင်းတရားတွေပါတတော်ဝါတစုံတယောက်ပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအကြောင်းတရားတွေရဲ့အကျိုးဆက်ပါသူပြုခဲ့တဲ့ကံအကြောင်းတရားအတိုင်းအကျိုးခံစားရစမြဲပါသူ့ရဲ့ကံကိုတခြားသူကဝန်ခံလို့မရဘူးလွှဲဖယ်လို့မရဘူးလှထွန်းတည်ဆုံးတာနဲ့ပတ်သက်ပြီးတော့ကြီးနောင်ကုန်းကနာနာဘာဝတွေရဲ့တုံ့ပြန်ကလစားချေမှုဟုတ်မဟုတ်နာနာဘာဝတွေကိုတောင်းပန်နောက်ကျသွားတာတောလွန်တာဟုတ်မဟုတ်အတိအကျသိဖို့တော့ခက်ခဲပါလိမ့်မယ်ဟုတ်တယ်ဆိုရင်တော့မှဒါကအတိတ်ကံကြောင်းတရားတစ်ခုခုနဲ့ဆက်နွယ်နေတဲ့အကျိုးတရားသာဖြစ်ပါလိမ့်မယ်ဘလို့ပဲပြောပြောရက်ွက်ထဲမှာလူတွေဒီနေ့အထိပြောနေကြတာကတော့ကြီးနောင်ကုန်းကကြောက်မက်ဖွယ်ကျင်းစာစိုးကြောင့်လှထွန်းတယောက်တည်ဆုံးရတယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတော့တယ်ကြက်ကုန်းမြေဟာကျင်းစာစိုးဆိုတဲ့
ဖြစ်ရမှန်ပရလောကဇလန်လေးကတော့ဒီမှာရင်ပဲပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာတရေဇလန်တွေကိုလည်းကျွန်တော်တို့ရဲ့ channel ထဲမှာဝင်ရောက်နားဆင်နိုင်ပါတယ်ခင်ဗျာအားလုံးပဲအိမ်မက်လှလှမက်ကြပါစေ